ဒီကဘာကြီးဟာထိုးခြားတဲ့အလားတရားတွေတတဝါတွေပြင်းထန်လို့နေပါတယ်။ခိုင်တို့ရဲ့ဗီဒီယိုကိုအစင်မပြတ်စောင့်ကြည့်နေသူတယောက်ဆိုရင်တော့ခိုင်တို့ကဒီတရိတ်ဆန်တွေကိုဘယ်လောက်ချစ်မြတ်လို့တလဲဆိုတာသိပါလိမ့်မယ်နော်။ဒီလိုမျိုးလှပတဲ့တတဝါတွေထဲမှာတွားသွားတတဝါတွေကလည်းအထူးဆန်းဆုံးဖြစ်နေပြီးဒီထရတချို့ကတော့တကယ်ကိုချစ်ဖို့ကောင်းလွန်လာပါတယ်။ဒီကနေ့ရဲ့ top ဆောင်ဗီဒီယိုမှာဆိုရင်တော့ကဘာပေါ်ကချစ်ဖို့အကောင်းဆုံးသောတွားသွားတတဝါတချို့ကိုပြောပြပေးသွားမှာပါ။အဲ့ဒါကတော့ဖုတ်ကောင်လေးတွေဖြစ်နေပြီးတော့အေဂူနာမျိုးရင်းဖြစ်ကအမေရိကမက္ကဆီကိုကာရေဘီယန်အလဲပိုင်းနဲ့တောင်ပိုင်းအပူပိုင်းဒေသစာတိဖြစ်ပါတယ်။ဖွတ်ဆိုတဲ့နာမည်ဆိုရင်တော့အင်ဝါနိုဆိုတဲ့နာမည်နဲ့ဆန်းသက်လာတာဖြစ်နေပြီးအစိမ်းရောင်ဖို့လို့အထိပ္ပယ်ရပါတယ်။နိုင်ငံအများစုပလူတွေကဒီလိုမျိုးချက်ဖို့ကောင်းတဲ့တပ်တော်တွေကိုထိုးကြဆန်းပြတဲ့အိမ်မွေးတရိတ်ဆန်ဖြစ်တဲ့မွေးလေးရှိနေပြီးဖွတ်တွေရလဲလူသားတွေကိုအလွန်ကိုချင်ညံ့လို့ကြပါတယ်။ဒီကနေ့ပြောပြပေးသွားမှာကတော့ကဘာပေါ်ကအလားပါဆုံးသောဖွမျိုးစိတ်15ခုကြောင့်ပဲဖြစ်ပါတယ်ရှင်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့ top ဆုံးကိုအားပေးသွားကြပါအောင်နော်။ကျေးဇူးအများကြီးတင်ပါတယ်။ဒါဆိုရင်တော့စလိုက်ပါပြီ။ကျွန်မကတော့ခိုင်ပါရှင်။နံပါတ်5အစိမ်းရောင်ဖို့အစိမ်းရောင်ဖို့တွေရဆိုရင်တော့အလုံးကုန်ကြီးမားလာကရေဘူးရန်အပြင်ဆိုရင်တော့အသီးရွက်စားတတ္တဝါတွေဖြစ်ကြပါတယ်။အရာအပြင်ဆိုရင်တော့စိမ်းရောင်ရှင်နေပြီးခန္ဓာကိုယ်ပေါ်မှာလှပတဲ့အမှတ်အသားတွေပါရှိတာကမ္ဘာရှည်ဆုံးဖို့မျိုးစိတ်ပဲဖြစ်ပါတယ်။ပိုင်နက်ကိုစောင့်ကြက်တက်ပြီးတော့စိတ်ဝင်စားစရာသားပေါက်ခြင်းစနစ်ရှိတာပါ။ခေါင်းကိုမြင့်ချိန်နေချိန်ပြုတ်လို့ပြီးနှာခွားဖြစ်နေတဲ့မုတ်စိတ်တွေကိုပြကနေမြေပိုင်ဆိုင်ကြောင်းပြလိမ့်ရှိပါတယ်။ပိုင်နက်ကိုလည်းဒီလိုမျိုးအမြဲစောင့်ကြည့်နေလေရှိတာပါ။ LB8 အစိမ်းရောင်ဖို့တွေကိုလှောင်ရင်းထဲမှာထားတဲ့အခါမှာတင်ပေးသမျှအသားအလုံးကိုစားပါလိမ့်မယ်။သူရဲ့ရင်သက်ရှုမောလောက်စရာအလှချောင်းတွေကကဘာတဝန်းကတရိတ်ဆန်ချစ်သူတွေဟာအိမ်မွေးတရိတ်ဆန်ဖြစ်နေအများဆုံးမွေးလေးရှိကြတာပဲဖြစ်ပါတယ်ရှင်။နံပါတ်7အပြာရောင်ဖို့အပြာရောင်ဖို့ဟာဆိုရင်တော့တွားသွားတတ္တဝါတွေထဲမှာမျိုးတုံးမဲ့အန်ဒီရဲ့ရှိနေတဲ့တတ္တဝါဖြစ်နေပြီး Grand Cayman ကျွန်းမှာတွေ့ရလိမ့်ရှိပါတယ်။ဖွမတွေကဇွန်ဇူလိုင်လမှာဥနိုင်မှုအတွက်ကမ်းခြေအနေကတဲပေတွေမှာကျွန်းတူပြီးတော့နေတတ်ပါတယ်။သူတို့ရဲ့အဓိကသားရဲကောင်ဖြစ်တဲ့ဒေသခံမွေတွေစီကနေဥတွေကိုကာကွယ်လိမ့်ရှိတာပါ။အကောင်ကြီးအရွယ်မှာတော့ကြောင်ရတဲ့သားရဲကောင်မရှိတော့ဘဲနဲ့သားပေါက်တဲ့ရာသီကတော့မေလနဲ့ဇွန်လထိဖြစ်ပါတယ်ရှင်။နံပါတ်7အနက်ရောင်စိုးထူနေတဲ့စိုးထူတတ်တဲ့အမီးနဲ့ဖို့အနက်ရောင်ဖို့ဟာဆိုရင်တော့လှပတဲ့ဖို့မျိုးစားတစ်ခုဖြစ်နေပြီးမက္ကဆီကိုနဲ့အမေရိကန်အလဲပိုင်းစာတီဖြစ်ပါတယ်။မျိုးစုံတန်တို့စူရာထဲမှာအကြီးဆုံးမျိုးစိတ်ဖြစ်နေပြီးတော့အပြင်းအထန်ဆုံးဖို့အဖြစ်မှတ်တမ်းတင်ခံထားရတာပါ။အတိတ်ကအဖြစ်အသီးရဲ့စားသုံးကြပြီးပန်းအရွက်ပင်စီနဲ့အသီးတွေကိုလည်းစားသုံးကြပါတယ်။အခွင့်အခါသိရင်တင့်တယ်လို့အင်းဆက်ကောင်လေးတွေဥနဲ့တခြားပင်ကူစားတဲ့တတ္တဝါတွေကိုလည်းစားသုံးတတ်ပါသေးတယ်။မျိုးပွားခြင်းကိုရေဘူးရအဖြစ်ຫນွေဥရာသီမှာပြုလုပ်လိမ့်ရှိပါတယ်ရှင်။နံပါတ်7နဲ့ကုန်းဖို့ဟာဆိုရင်တော့ဧကာနာတေမျိုးရင်းဝင်တွေကအံ့ဩဖွယ်ရာဖွမျိုးစိတ်တစ်ခုဖြစ်နေပြီးအခြေခံအားဖြင့်အသီးရွယ်စားတတ္တဝါတွေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းလူတချို့ကတော့ဒီဖို့တွေအသားစားကြောင်းကိုထောက်ပြထားပြီးအင်းဆက်ကောင်ငယ်လေးတွေကိုစားသုံးမှုမြင့်တက်နေကြောင်းလည်းဖော်ပြထားပါတယ်။ဒီကုန်းဖို့တွေရာဆိုရင်တော့တဘာဝတက်တန်းနဲ့60-65နှစ်လောက်ထိရှိတာပါ။ဘဝတက်တန်း8နဲ့15နှစ်အတွင်းမှာအရွယ်ရောက်ဖို့ဖြစ်နေပြောင်းလဲလေးရှိပါတယ်ရှင်။နံပါတ်7ပန်းရောင်ဖို့ပန်းရောင်ကုန်းဖို့ဟာဆိုရင်တော့အေဂူနာဒေမျိုးရင်းထဲမှာအလှဆုံးသောပန်းရောင်ဖို့မျိုးစိတ်ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအရွယ်ရောက်တဲ့ပန်းရောင်ဖို့မျိုးစိတ်အကောင်200အောက်သာကျန်ရှိကြောင်းအကြမ်းမြင့်ခံမှန်းထားကြတာပါ။အရေးအတွက်နေပြီးတော့ရှားပါတာကြောင့်ဒီမျိုးစိတ်ကိုလည်းမျိုးတုံးလို့နှီးပါအန်ဒီရဲ့ရှိနေတဲ့တတ္တဝါစီးရဲထဲမှာထည့်ဖို့အတွက်အကြံပြုထားကြပါတယ်ရှင်။နံပါတ်10ကြံဖို့ဟာဆိုရင်တော့အေဂူနာဒေမျိုးရင်းထဲမှာမျိုးတုံးလို့နှီးပါအန်ဒီရဲ့ရှိနေတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ဟစ်ပန်ဒီအိုလာဒေတာမှာရှိနေတဲ့ကာရေဘီယန်ကျွန်းပေါ်မှာစတင်တွေ့ရှိခဲ့ပြီး60ရာနေ136စင်တီမီတာထိအရှည်ရှိတာပါအရေးပြားအရောင်မှာတန်မဏိရောင်မှုံဝါးဝါကနေအစိမ်းမိုင်းအရောင်ထိရှိကတခါတရံမှာအနက်ရောင်ကိုလည်းတွေ့ရတတ်ပါတယ်သူတို့မှာဆိုရင်လည်းတခြားဖွတ်တွေလိုမျိုးအသီးရွယ်စားတတ္တဝါတွေဖြစ်ကြတာပါကြံဖွတ်ထီတွေကမျိုးရင်းစကယ်လူလာတွေကတခြားကောင်တွေနဲ့မတူညီပဲနဲ့သားပေါက်ချိန်4နဲ့5နှစ်လောက်ထိရှိပါတယ်ရှင်နံပါတ်9ဂျာမေကန်ဖို့တွေရာဆိုရင်တော့အေဂူနာဒေမျိုးရင်းထဲမှာအကောင်ကြီးမျိုးနွယ်ဝင်ပဲဖြစ်ပါတယ်။သူတို့တွေကိုဂျာမေကာမှာတွေ့ရပြီးဂျာမေကာရဲ့ဒေတာကန်ကုန်းသက်တော်ဝါဖြစ်ကမျိုးတုံးလို့နေပါအန်ဒီရရှိနေပြီဖြစ်ပါတယ်။ဂျာမေကန်ဖို့တွေအများယုံနေလာခြင်းရဲ့အဓိကအကြောင်းရင်းမှာတော့မြေတွေကိုထိန်းချုပ်နိုင်တဲ့မွေးပါတွေကြောင့်ပဲဖြစ်ပါတယ်ရှင်။နံပါတ်10အရက်ကွင်းပါတဲ့ဖို့အရက်ကွင်းဖို့တွေရာဆိုရင်တော့တွားသားတတ္တဝါတစ်မျိုးဖြစ်နေပြီးတော့ဖီဂျီယန်အာခီပယ်လီကိုအရှေ့ပိုင်းမှာရှိနေတဲ့လာအိုကျွန်းတွေမှာနေထိုင်ကြတာပါ။နေဘက်မှာကျက်စားတဲ့မျိုးစိတ်ဖြစ်နေပြီးနေစဉ်နေမြေတဲ့ရှာဖွေရန်နဲ့အမဲလိုက်ထွက်တဲ့အခါမှာညနေတွက်ဒီမှာတစ်ပင်နဲ့ထိတ်တွေကိုပြန်လာတတ်ကြတာပါ။တားပေါက်ရာသီမှာနိုဝင်ဘာလအတွင်းမှာဖြစ်ပါတယ်ရှင်။
နံပါတ်9 Fiji ကွင်းဖို့ Fiji ကွင်းဖို့ဟာဆိုရင်တော့တွားသွားတတဝါတစ်မျိုးဖြစ်နေပြီး Fiji အလဲပိုင်းနဲ့အနောက်မြောက်ကျွန်းဆွယ်တွေမှာနေထိုင်ကျက်စားကြတာပါတီးတန့်ခေါ်ဆိုတဲ့နာမည်ကဘူလာဟာဖီဂျန်စကလုံးကဘူလာမှကောက်ယူထားခြင်းပဲဖြစ်ပါတယ်ရှင်နံပါတ်6 Cyclura fintisဒီဖို့ဟာဆိုရင်တော့ဆယ်လူလာမျိုးရင်းထဲမှာမျိုးတုံးလို့နေပါအန်ရရှိနေတဲ့ဖို့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ဒီမျိုးစိတ်ကိုကနာရှိအာနာဂါတာကျုံးပေါ်မှာတွေ့နိုင်ပြီးအသီးရွယ်စာတတ္တဝါတွေကြားမှာအငင်းပွားမှုတွေဖြစ်စေနိုင်တဲ့ထိန်းချုပ်ထားတဲ့စားသုံးမှုစနစ်နဲ့အစာကျွေးလေးရှိတာပါ။ဒီလိုမျိုးစားသုံးမှုကိုထိန်းချုပ်ခြင်းအားဆိုရင်တော့ဖွတ်တွေရဲ့မျိုးပွားနှုံပေါ်များစွာအကျိုးသက်ရောက်မှုရှိနေပါတယ်ရှင်။နံပါတ်5ဘာဟီမီယန်မြောက်ပိုင်းကကြောက်ဖို့ဘာဟီမီယန်မြောက်ပိုင်းဖို့ဟာဆိုရင်တော့ဆယ်လူလာမျိုးစိတ်ထဲမှာရှုပ်ချယ်စပွဲအကောင်ဆုံးမျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။သူတို့တွေကိုဘဟားမားမှာရှိနေတဲ့အန်ဒရိုစ်ကျွန်းနဲ့အက်စ်ယူမာကျွန်းတွေမှာတွေ့နိုင်ပါတယ်။သူတို့ရဲ့ပုံစံကတခြားသူတွေထက်ထူးခြားပြီးတော့အထီးတွေကအမတွေထက်ပိုပြီးတော့အရွယ်စားကြည့်တာပါ။ Family မျိုးစိတ်ထဲမှာဖြစ်ကနှစ်စဉ်တဖြည်းဖြည်းအရေးအတွက်ကျဆင်းလာစေဖြစ်ပါတယ်ရှင်။နံပါတ်4ယူတီလာဖို့ယူတီလာဖို့ဟာဆိုရင်တော့မျိုးတုံးနိုင်ချိန်အန်ရည်များနေတဲ့စူမီဖို့ဖြစ်ကယူတီလာကျုံးပေါ်မှာတွေ့နိုင်ပါတယ်။အတိအကျဆိုရင်တော့ဟွန်ဒိုရက်စ်ကန်ဂျီပင်လယ်အော်တစ်ခုမှာတွေ့နိုင်ပါတယ်။ယူတီလာဖို့တွေဟာဆိုရင်တော့ပင်လယ်ရှိနေတဲ့ရွှွန့်တော်တွေထဲမှာဥမဥနိုင်တာကြောင့်အမတွေကဥဖို့အတွက်တင့်တော်တဲ့နေရာတွေကိုပြောင်းရွှေ့ပြီးတော့နေထိုင်ရပါတယ်။ဥပြီးတဲ့အခါမှာတော့ဥတွေကိုဖုံးထားခဲ့ပြီးတော့မှမူလနေရာကိုပြန်လေ့ရှိပါတယ်ရှင်။နံပါတ်3မြောင်မီဖို့မြောင်မီဖို့တွေဟာဆိုရင်တော့အမေရိကမြောက်ပိုင်းအပူပိုင်းအလဲပိုင်းတွေမှာတွေ့ရတဲ့တွားသွားတတဝါတစ်မျိုးဖြစ်ပါတယ်။သူရဲ့အမီးပါဝင်အရှိအဖြစ်2.3ပေအထက်ရောက်ရှိနိုင်ကအထီးတွေကအမတွေထက်အရွယ်စားပိုမိုပြီးတော့သိငယ်ပါတယ်။နောက်6တစ်ခုတည်းနဲ့လည်းတွဲလောက်ခုန်နေနိုင်တာပါ။ဒါပေမဲ့လှုပ်ရှားတဲ့နေရာမှာတော့တဖြည်းဖြည်းချင်းသာရွေ့ရှားလေးရှိပါတယ်ရှင်။နံပါတ်1ပင်လယ်ဖို့ဟာဆိုရင်တော့ဂါလာပီကိုကျုံးပေါ်မှာတွေ့နိုင်တဲ့တခုတည်းသောမျိုးစိတ်ဖြစ်နေပြီးခက်တဲ့ဖို့တွေမှာမတွေ့နိုင်တဲ့ပင်လယ်တဲကိုအမဲလိုက်ထွက်နိုင်တဲ့စွမ်းရည်တွေပါရှိပါတယ်။ဒါကြောင့်ပဲထူးခြားတဲ့ပင်လယ်ဖို့မျိုးစိတ်တစ်ခုဖြစ်နေခြင်းပဲဖြစ်ပါတယ်ရှင်။အဓိကတားရဲကောင်ကတော့ဂါလာပီကိုဆိုတဲ့အလုံးငုံမြန်တဲ့မွေးဖြစ်တာကြောင့်တားရဲကောင်တွေစီကနေလွန်မြောက်နိုင်မှုအတွက်အပြေးမြင့်မြန်ပြေးနိုင်အောင်လို့ပြုပြင်ပြောင်းလဲထားရပါတယ်။ဒါကြောင့်ပဲဖို့တွေထဲမှာအပြေးမြန်ဆုံးဖွက်ကောင်ဆိုပြီးတော့နာမည်ကြီးနေခြင်းပဲဖြစ်ပါတယ်ရှင်။ဒီဖြစ်ရပ်ကို BBC ကနေရိုက်ကူးထားတဲ့မှတ်တမ်းတွေမှာတွေ့နိုင်ပြီးဂါလာပီကိုဖို့အားဆိုရင်တော့အပြင်းမြန်တဲ့မွေရာကျော်လက်ကနေပြီးတော့လွတ်မြောက်သွားတာတွေကိုတွေ့ရမှာပါရှင်။နံပါတ်1 Fiji အမောင်းနဲ့ဖို့Fiji အမောက်ဖို့ဟာဆိုရင်တော့မျိုးစိတ်တွေထဲမှာပြောက်ကွယ်လိုနေပါအန်ရရှိနေတဲ့မျိုးစိတ်ဖြစ်နေပြီး Fiji ကျွန်းအနောက်မြောက်ပိုင်းဇာတိဖြစ်ကတက်ပင်ချောက်တွေပေါ်မှာတွေ့နိုင်ပါတယ်။၎င်းမှာကမ္ဘာပေါ်မှာရှိတဲ့ဖွက်တွေအားလုံးထဲမှာအလားဆုံးသောဖွက်မျိုးစိတ်ဖြစ်ပါတယ်ရှင်။အသေးရွယ်စားတတဝါဖြစ်ကဥပြီးတော့မျိုးပွားလေးရှိပါတယ်။တားပေါက်သောရာသီမှာမလမအေပီလာတွင်ဖြစ်နေပြီးမျိုးပွားရာသီကတော့ဇန်နဝါရီလတွင်မှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်တော့ဒီတစ်ခေါက်မှာတော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနော်။စိတ်ဝင်စားကြိုက်နေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ခေါက်မှာလည်းစိတ်ဝင်စားဖွယ်ကြောင်းရိုင်နဲ့ပြန်လာခဲ့ပါမယ်။ Bye bye